ဟုတ်တပုတ်ကတော့ EDS KO EDS နဲ့ ARIA KO EDS နဲ့ ARIA KO 6 sound remix Melodic Dubstep နဲ့ DMB remix ဘယ်လိုရောထားလဲတော့မသိဘူးချက်နားတော့သိတယ်ဟုတ်လား Okay တိတ်ပြီးတော့ first show ကြိုက်တော့ကြိုက်မယ်အရင် emotion ဖြစ်တော့ ဟိုချင်းမဖြစ်လဲဆိုတော့ဒီ first row high second row ချင်းလိုက်ပြီးတော့ DMB ပတိုင်ပြောင်းလိုက်တဲ့ drum ကို ဂျန်နာချင်းလိုက်တာတော့ဂျန်နာချင်းဝိုင်းပုံစံတော့ကြိုက်တယ် ဒါပေမဲ့ kick ကကြတော့ဘယ်လိုပြောမလုံးပြည့်တကူထည့်လိုက်တော့ပိုကောင်းမယ်နည်းနည်းလိုရတော့ပိုလို့ အကြလေးကနည်းနည်းတစ်မျိုးစီဖြစ်ရင်ပုံပြီးတော့အဲ့လိုမျိုး ဒီကမေးစမှာဆိုရင်မကင်တာလို့ထင်တယ် final ကကျွန်တော်မဟုတ်တော့ဘူး final ကကျွန်တော်တော်တော်နားအောင်လုပ်ပါအောင်ပါဟုတ်